ရိုနယ်ဒိုရှိကဘလောက်ယုံယုံနောက်ကတရွတ်ဆွဲနေတဲ့အဲနာဆာအားလုံးပဲမင်္ဂလာပါစူပါဖို့အိတ်ထဲမှာတင်ဆက်ပေးနေပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုကအဲနာဆာအသင်းကိုထမ်းတင်ပေးလာခဲ့တာအလွန်မြင့်ကိုကြာမြင့်နေပါပြီစီရိုနယ်ဒိုကအဲနာဆာအသင်းအတွက်တော်တော်လေးထမ်းတင်ပေးခဲ့နေပေမဲ့စူပလားတွေနဲ့ဝေးကွာနေသေးပါဒါကစီရိုနယ်ဒိုညံပြင်းလို့မဟုတ်ပါသူအသင်းသားတွေကြောင့်ပါညကပွဲစဉ်မှာလည်းအဲဒီလေကိုအနိုင်ကစားနိုင်ခဲ့ရင်စူပလားရဖို့တေးကြသလောက်ကိုရှိနေပါပြီပွဲပြီးဖို့ကလည်း10စက္ကန့်အလိုကိုရောက်ရှိနေခဲ့ပေမဲ့ဘန်ဒိုတယောက်မပြုတ်လို့တဲ့အမားတကူကိုပြုတ်လို့ခဲ့ပြီးမကြတဲ့သေရီကိုကြာသွားခဲ့ရပါတယ်လိုအပ်ချက်တွေကတော့အများကြီးပဲအန်နာဆာပရိသတ်တွေကအစလိုအပ်ချက်တွေအများကြီးရှိနေခဲ့တာပါအန်နာဆာအသင်းဟာအိမ်ဝင်းဆိုပေမဲ့အားပေးတန်အိမ်ဝင်းပရိသတ်အားဘာတစ်ခုမှရှိမလာခဲ့ပါဘူးဒါကဘာနဲ့တူနေသလဲဆိုရင်ရိုနယ်ဒိုတယောက်ဘောလုံးကစားနေတာမဟုတ်ပဲစာကြည့်တိုက်ထဲမှာចောင်းသားတယောက်စာလေးလာနေတဲ့အချိန်နဲ့တော့မှားနေသလားအောင်မရပါတယ်အဲ့လောက်ထိတိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်ဝင်းပရိသတ်တွေလည်းဖြစ်ပါတယ်တော်တော်လေးလည်းစိတ်ပြတ်ဖို့ကောင်းလွန်ပါတယ်ဒီသည့်ဟာစူပလားအောင်မြင်မှုတွေလိုချင်တယ်လို့ပြောနေပေမဲ့ကစားသမားတွေရောပရိသတ်တွေကပါဘာအားတက်တွေရောလိုက်ပါဆောင်ရင်ချင်းမျိုးမတွေ့ရပါဘူးတခါလာလဲရိုနယ်ဒိုကိုပဲအားကိုးနေခဲ့တာပါဖလားမရရင်လားရိုနယ်ဒိုကိုပဲဒီအသင်းပရိသတ်တွေကအပြစ်ပုံချတတ်ပေမဲ့အတွေ့မှာတော့ဘာမှတာဝန်ကျေပွန်မှုမျိုးဆိုတာမတွေ့နေခဲ့ရပါဘူးရိုနယ်ဒိုကစစ်ပွဲတစ်ခုကိုတယောက်တည်းတိုက်ခိုက်နေရတဲ့စစ်သေးနာပြီးကျုံနေတော့တူနေပါတယ်သူ့ဘက်မှာကကို့ပေါင်ကိုပြန်လှန်ထောင်းမဲ့ကောင်းနေကြီးပဲအန်နာဆာအသင်းမှာစုနေသလိုပါပဲရိုနယ်ဒိုကလွဲပြီးအကုန်အလကားကောင်ကြီးပါပဲရိုနယ်ဒိုကမြန်မာတော့ဟိုအဖွဲ့အစည်းနဲ့ရင်ဆိုင်ရဒီအဖွဲ့အစည်းကိုစာနာပြရတဲ့ကွင်းပြင်ပါမှာပါအာချိုးမန်တက်ဥဆောင်နေပေမဲ့အန်နာဆာကစားသမားတွေရောပရိသတ်တွေကပါအသုံးမကျတာကိုတွေ့နေကြရတာလေးဖြစ်ပါတယ်ရပါတယ်ဒီလိုအသင်းမျိုးမှာနောက်နှစ်တွေမှာတော့ရိုနယ်ဒိုမကစားပေးသင့်တော့ပါဘူးကစားသမားဘဝကိုအနားယူခြင်းယူမြူချင်းစပိုတင်းလစ်စဘွန်အသင်းကိုသာပြောင်းရွှေ့ပါတော့လို့ပဲပြောချင်ပါတယ်